Amazon တော်နဲ့ရဲ့စိမ့်လန်းဆိုပြေမှုအောက်မှာဖုံးကွယ်ထားတဲ့သွေးပြက်စရာအမှန်တရားကတော့လူသားဟာလူသားကိုပြန်စားတဲ့နေရာမှာပါပဲဒီစကားဟာမျိုးပြောရဲ့ရှင်သေးမှုစံနှုန်းတွေနဲ့လော်ရိုင်းမြင့်ရဲ့သရိษံဆန်တဲ့ဗီဇာတို့ထိတ်တိုက်တွေးဆုံခံကိုသွေးဆက်လန်းနဲ့ပုံဖော်ပြထားတာပါဇလန်ဆာမှာ Justin ဆိုတဲ့တက္ကသိုလ်ကျောင်းသူလေးဟာလောကကြီးကိုအဖြူရောင်မဲမြင်တတ်တဲ့အပြစ်ကင်းစင်သူလေးပါသူမဟာကျောင်းကအာလီဂျန်ဒိုဦးဆောင်တဲ့တက်ကြွလှုပ်ရှားသူအဖွဲ့နဲ့ဆုံမိသွားတယ်။ Justin နဲ့အာလီတို့ရဲ့စုံစည်းမှုဟာတကယ့်ကိုအစီအစဉ်ကြကြကြော်ကွင်းတစ်ခုတည်းတိုးဝင်သွားတယ်လို့ပါပဲ။ Justin ဟာကျောင်းဝင်းအတွင်းမှာအာလီတို့အဖွဲ့ရဲ့ဆန္ဒပြပွဲတစ်ခုကိုဖျက်သွားရင်းနဲ့စတင်တတိထားမိခဲ့တာပါ။နောက်ပြီးကျောင်းမှာလည်း Amazon တောနက်ထဲမှာမျိုးနွယ်စုတွေတက်ဖြတ်ခံနေရပုံတဘာဝပတ်ဝန်းကျင်တွေပျက်စီးနေပုံတွေကိုဟောပြောနေတာကြောင့်အဲ့ဒီဟောပြောချက်တွေကလောကကြီးကိုကဲတင်ခြင်းနဲ့ Justin ရဲ့စိတ်ကိုပြင်းပြင်းထန်ထန်ရိုက်ခတ်သွားခဲ့တာပုံတကယ်တော့ Justin ဟာကုလသမဂ္ဂအရာရှိတဦးရဲ့သမီးဖြစ်တာကြောင့်အာလီကသူမကိုသူ့အဖွဲ့အတွက်တမိုးရှိတဲ့အတုံးချခံတယောက်အနေနဲ့အစကတည်းကပြင်မှတ်ထားခဲ့တာပါ။ Justin ကအဖွဲ့ထဲဝင်မှုစိတ်ဝင်စားကြောင်းပြတဲ့အခါမှာတော့အာလီကသူမကိုဆွဲဆောင်မှုအတွက်ပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းချင်းကပ်ခဲ့ပါတယ်။သူဟာ Justin ကိုမင်းတို့လူမျိုးသားပါမယ်ဆိုရင်ငါတို့ရဲ့အတန်ကကဘာကိုပိုရောက်နိုင်တယ်ဆိုတဲ့မြောက်ပင်စကားတွေနဲ့စီယုံခဲ့တယ်လို့သူမရဲ့စိတ်ထဲမှာရှိတဲ့တရားမျှတမှုကိုလိုလားတဲ့စိတ်ကိုအတုံးချပြီးအမေဇုံခရီးစဉ်မှာပါဝင်လာအောင်လှည့်စားခဲ့ပါတယ်။ဒါဟာမရည်ရွယ်ပဲစုံမိတာထက်မွေတကောင်ကသားကောင်ကိုသူ့ရဲ့တွင်းထဲရောက်အောင်စကလုံးအလှတွေနဲ့အများခေါ်လိုက်တဲ့စုံစည်းမှုမျိုးလိုတောင်ဆိုနိုင်ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့အမေဇုံတော်နဲ့ထဲမှာတစ်ခုတ်လုပ်ငန်းလုပ်နေတဲ့ကုမ္ပဏီကြီးတွေကိုတားဆီးဖို့ပါ။အဲဒီကုမ္ပဏီတွေကတစ်ပင်တွေကိုခုတ်လဲရုံတင်မကပဲအဲဒီမှာရှိတဲ့ရေရောင်မျိုးနွယ်စုတွေကိုပါမျိုးဖြုတ်တက်ဖြတ်နေတယ်လို့ယုံကြည်နေကြလို့ပါ။ Justin ဟာဒီလိုမတရားမှုကိုတိုက်ဖြတ်ပြီးကဘာကြီးကိုကဲတင်ခြင်းနဲ့စိတ်ကူနဲ့သူတို့အဖွဲ့တွေပါသွားခဲ့ပါတယ်။သူတို့ဟာပီရူးနိုင်ငံရဲ့ဒေါ်နက်ထဲကိုရောက်တဲ့အခါမှာတော့သူတို့ဟာအဆင့်မြင့်နည်းပညာတွေကိုအသုံးချပြီးတစ်ကုတ်သမားတွေရဲ့ဆက်ရနရာကြီးတွေရှိမှလူသားတိုင်းအဖြစ်ပိတ်ဆို့တားဆီးလိုက်ကြပါတယ်။သူတို့ဟာလက်ကင်ဖုန်းတွေကင်မရာတွေကိုအသုံးချပြီးတစ်ကုတ်သမားတွေကသူတို့ကိုချိန်ချောင်းနေပုံတဘာဝတောအုပ်ကြီးကိုဖျက်ဆီးနေပုံတွေကိုကဘာတဝမ်းကို live လွှင့်ပြီးတော့ဓာတ်ရိုက်ထုတ်လွှင့်ခဲ့ကြတယ်။ဒီအခါတစ်ခုတ်သမားတွေကလက်နက်တွေနဲ့သူတို့ရဲ့အသက်ကိုပါအန္တရာယ်ပေးဖို့လှုံ့လာတာကြောင့် Justin ရဲ့အဖေကကိုလက်သမက်ကအရာရှိတဦးဖြစ်တယ်ဆိုတာကိုအာလီယာထုတ်ပြောပြီးတစ်ခုတ်သမားတွေကိုပြန်ချင်းချောက်လိုက်တာကြောင့်တစ်ခုတ်သမားတွေဟာလူသက်ဖို့ကိုလက်တွန့်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့တစ်ခုတ်သမားတွေဟာကမ္ဘာမီဒီယာတွေရဲ့ဖိအားကိုကြောက်ရွံ့ပြီးလုပ်ငန်းတွေကိုခေတ္တရပ်တန့်ကဆုတ်ခွာသွားခဲ့ကြပါတယ်။ဒါကို Justin တို့အဖွဲ့ကသူတို့ဟာကဘာကြီးကိုကဲတင်နိုင်ခဲ့ပြီးမျိုးနွယ်စုတွေကိုကာကွယ်နိုင်ခဲ့ပြီလို့ထင်မှတ်ပြီးလေရင်ပေါ်မှာဝမ်းသာအားရအောင်ပွဲခံခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲကံကြမ္မာရဲ့လှောင်ပြောင်မှုကစတင်လာပါတော့တယ်။လေရင်အင်ဂျင်ကရုတ်တရက်မီးလောင်ကပေါက်ကွဲပြီးဒေါနက်ထဲကိုအရှိန်အဟုန်နဲ့ပြတ်ကျသွားခဲ့လို့အဖွဲ့ဝင်တချို့ကတော့ပွဲချင်းပြီးသေဆုံးသွားကြပါတယ်။သွေးလိမ့်လိမ့်နဲ့လေရင်ပြတ်ထဲကနေရုံထွက်လာတဲ့သူတို့ရှေ့မှာတော့တကောလုံးအနီရောင်ဆေးတွေထဲသားထားတဲ့လူရိုင်းမျိုးနွယ်စုတွေရောက်လာပါပြီ။ဒါဟာသူတို့ကဲတင်ခြင်းလှပါပြီဆိုတဲ့ဒေါ်ရိုင်းလူမျိုးစုတွေဖြစ်ကြပေမဲ့မျိုးနွယ်စုတွေကတော့သူတို့ကဲတင်မှုတွေးတောင်တွေးကြည့်ပုံမရပါဘူး။သူတို့ရဲ့လက်ထဲမှာအစိမ့်လူများတွေလှန်တွေပါလာပြီးJustin တို့ကိုတရိษံတွေလိုလိုက်လံဖမ်းဆီးကသူတို့ရဲ့ရွာကိုခုတ်ဆောင်သွားကြပါတယ်။ပြီးတော့မျိုးနဲ့စုဝင်တွေကသူတို့ကိုတစ်သားလောင်အိမ်ထဲမှာပိတ်ထားပြီးအကြောင်းဝဆုံးထမင်းဝိုင်းအတွက်ခဝဝကောင်လေးကျွန်းကိုရွေးလိုက်ပါတယ်။သူတို့ကကျွန်းကိုသားသက်စင်မော်တင်လိုက်ပြီးဝိုင်းဝန်းချုံနှောင်ထားလိုက်ကြကောင်မျိုးနဲ့စုရဲ့အကြီးအကဲအဖွားကြီးကကျွန်းရဲ့မျက်လုံးအိမ်တွေကိုအားလုံးရှိမှပဲအစိမ့်လိုက်ဖောက်ထုတ်ပြီးအားရပါရဝါစာပြလိုက်တာဟာရင်သေးမှုဆိုတာပျောက်ဆုံးနေတဲ့တောရိုင်းမြေရဲ့နေရာမှာပါပဲပြီးတော့ကျွန်းရဲ့အော်တန်တွေကြားမှာတင်သူ့ရဲ့ရှာကိုဖြတ်တော့လက်ချေတွေကိုအရှင်လက်လက်လွှားတိုက်သလိုတပြေးပြေးချင်းအပိုင်းပိုင်းဖြတ်နေတဲ့မြင်ကွင်းဟာမြင်နေရတဲ့သူတွေရဲ့ဖို့အာယုံကြောတွေကိုဓာတ်နဲ့မုံသလိုခံစားရစေပါတယ်လူသားတယောက်ကိုအမဲဖြတ်သလိုမျိုးအေးအေးဆေးဆေးလှုပ်ဆောင်နေကြတာကလည်းပို့ပြီးတော့ကြောချမ်းစရာကောင်းလာပါတယ်သူတို့တွေကျွန်းကိုတစားစီအမဲဖြတ်ကြပြီးတဲ့နောက်အသားတွေကိုစားလူခေါင်းကိုတကားရေးစင်ကဖိုးအကြီးကြီးထဲမှာထည့်ဖုတ်လိုက်ကြပါတယ်ခဏနေတော့မွေးကြိုင်တဲ့လူသားကင်ဟာရရှိလာပြီးမျိုးနွယ်စုတွေကလည်းအရသာရှိရှိကိုသုံးဆောင်နေကြပါတယ်ပိုရှန်နဲ့အသားစားတွေကိုတော့ဝက်တွေကိုကျွေးပစ်လိုက်ပြီးဒါကိုအစားအဆုံးမြင်နေရတဲ့သူတို့တွေလည်းစိတ်ပိုင်းဆိုင်ရာပျက်စီးမှုတွေကစတင်လာပါတယ်ဒီအချိန်မှာ Justin သိလိုက်ရတာကသူမယုံကြည်ခဲ့တဲ့အဖွဲ့ကောင်ဆောင်အာလီဟာတကယ်တော့လူသားချင်းစာနာလို့ဒီအလုပ်ကိုလုပ်ခဲ့တာမဟုတ်ပဲနာမည်ကြီးကျင်လို့လုပ်တာဖြစ်ကြောင်းပါပဲတကယ်တော့တစ်ခုတ်သမားတွေကိုတားဆီးဖို့စစ်ရင်နဲ့လာတာမဟုတ်ပဲပြိုင်ဘက်ကုမ္ပဏီတစ်ခုစီကနေပတ်စံယူပြီးအခုလိုလာလုပ်တာဖြစ်ကြောင်းဝန်ခံလာတော့မှသူတို့ရဲ့တက်ကြွလှုပ်ရှားသူဆိုတဲ့ခေါင်းစဉ်အောင်မှာတကယ့်စီးပွားရေးအမြတ်ဆုံးတွေရှိနေတာကို Justin သိလိုက်ရပြီးတော့အရန်ကိုတုံ့လောက်သွားခဲ့ပါတယ်ဒီလိုနဲ့လောင်ရင်ထဲမှာသင်မင်းကိုစောင်းနေရတဲ့ Justin ဟာ
ဘေးနားမှာလာကစားနေတဲ့မျိုးနွယ်စုကကလေးငယ်လေးကိုသတိထားမိသွားပါတယ်။အဲ့ဒီကလေးလေးဟာမျိုးပြားကလာတဲ့ Justin ရဲ့ထူးဆန်းတဲ့ပစ္စည်းလေးတွေကိုစိတ်ဝင်စားနေခဲ့တာကြောင့်သူမရဲ့လေဘေးမှာဆွဲထားတဲ့ပလွေလေးကိုမှုတ်ပြလိုက်ပါတယ်။ကလေးကလည်းပလွေတံကိုအထူးတဆန်းဖြစ်ကနားထောင်နေပြီး Justin ကလည်းသူ့ကိုရန်သူလုံးမမြင်ပဲကျင်နာတဲ့မျက်ဝန်းတွေနဲ့ကြည့်နေခဲ့ပါတယ်။မျိုးနွယ်စုရဲ့ရက်ဆက်လာတဲ့လူသက်ပွဲတွေကြားမှာဒီကလေးလေးဟာ Justin ကိုအစားအစာတစ်ခုထက်တငယ်ချင်းတစ်ယောက်လိုစတင်မြင်လာခဲ့ပါပြီ။နောက်ရက်မှာတော့ Justin တို့မိန်းကလေးတွေကိုမျိုးနွယ်စုတွေကခေါ်ထုတ်လာပြီးသူတို့ရဲ့အမျိုးသမီးအင်္ဂါတဲ့ဓာတ်တစ်ချောင်းထိုးသွင်းကထွက်လာတဲ့သွေးနဲ့နှစ်ဖူးကိုပြန်တုပ်လိမ်ပေးပါတယ်။ဒါဟာသူတို့ရဲ့ရိုးရထုံးတမ်းလိုဖြစ်နေပြီးအမျိုးသမီးတွေကကာမအရသာမခံစားရဘူး။ဒါမှဖြူစင်တဲ့အမျိုးသမီးဖြစ်မှာဆိုတဲ့အယူအဆတွေကြောင့်ပါပဲ။သူတို့ကြွေးတဲ့အစာတွေကိုလည်းပိုက်စာလို့အားရပါရစားလိုက်ကြပြီမဲ့ဒါဟာသူတို့တငယ်ချင်းရဲ့အသားတွေဖြစ်နေမှန်းသိလိုက်ရတဲ့အခါစမန်ဒါဟာကုန်းလယ်ပင်ကိုလေးဖြတ်ပြီးအဆုံးစီရင်သွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့သေဆုံးမှုကအလကားမဖြစ်ခဲ့ပါဘူး။သူမရဲ့အလောင်းကိုလည်းမျိုးနွယ်စုတွေကမိခင်စားမယ်ဆိုတာကိုသိတာကြောင့်အာလီတို့ကပါလာတဲ့ဆေးကြောက်တွေကိုစမန်ဒါရဲ့ပါဇက်ထဲကနေဝမ်းကောင်းထိရောက်အောင်တိုးထည့်ထားလိုက်ကြပါတယ်။ဒါဟာသေဆုံးသူကိုမလေးစားရရောက်ပေမဲ့သူတို့မှလွတ်မြောက်ဖို့ကလည်းဒီတနည်းပဲရှိပါတယ်။မကြခင်မှာပဲသူတို့အစီအစဉ်ဟာအထားမြောက်လာပါတယ်။မျိုးနွယ်စုတွေကစမန်ဒါအသားတွေကိုစားပြီးတာနဲ့ဝှိကွယ်ပြီးအားလုံးကထိုင်ကြည့်နေကြပါတယ်။ကင်းဆောင်တွေလည်းရိုင်းထုတ်အိပ်ပျော်ကုန်ကြတဲ့အခါဂျက်စတင်တို့ကဖျက်ပြေးဖို့လုပ်ကြပါတယ်။ဒါပေမဲ့အာလီကအဖွဲသားတစ်ယောက်ကိုအစိတ်လူများနဲ့ထိုးလိုက်ပါတယ်။ဒါဟာသူထွက်ပြေးတဲ့အခါမျိုးနွယ်စုတွေလိုက်မလာအောင်အာယုံလွှဲထားခဲ့တဲ့သဘောပါ။သူကအဲလက်စ်ကိုလှောင်ချိုက်အပြင်ကိုထုတ်ထားလိုက်ပြီးမျိုးနွယ်စုတွေကသူ့ကိုတွေ့သွားကြတဲ့အခါထွက်ပြေးဖို့ကြိုးစားတယ်ဆိုပြီးအပြစ်ပေးတဲ့အနေနဲ့အရှင်လက်လက်ဝိုင်းဝန်းကိုက်ဖက်ခဲ့ကြပါတယ်။စမန်ဒါတို့ကတော့လေရင်ပြန်နာအထိကိုပြေးလာနိုင်ခဲ့ပေမဲ့မျိုးနွယ်စုတွေကသူတို့ကိုမိသွားပြီးအစိတ်များနဲ့ပြစ်ကပြန်လေဖမ်းဆီးသွားခဲ့ပါတယ်။ထွက်ပြေးတဲ့ပြင်းမှုနဲ့တကောလုံးထုံးဖြူတွေတုပ်လိမ့်ခံနေရပြီးအဲလက်စ်ကတော့အထုအထောင်ခံရကနောက်ဆုံးအစိတ်ရှိတဲ့ပစိတ်ကောင်ကြီးတွေရဲ့ကြိုက်ခဲတာကိုခံခဲ့ရပါတယ်။အဲဒီအချိန်မှာပဲမျိုးနွယ်စုဝင်တစ်ယောက်ကတစ်ကုတ်သမားရဲ့ဥကောင်းပြက်ကြီးကိုတဲလာလို့ကျန်တဲ့သူတွေကလည်းသူတို့နယ်မြေတဲ့ကျူးကျော်သူတွေကိုနှိမ်နှင်းမှုလက်နက်ပေါင်းစုံကန်ဆွဲကထွက်သွားကြပါတယ်။ဒီအချိန်ဟိုကလေးကရောက်လာပြီးဂျက်စတင်ရဲ့ကျိုးတွေကိုဖြီးပေးလိုက်ရုံသာမကလမ်းမှာပြပေးခဲ့ပါတယ်။အဲလက်စ်ကိုလည်းကယ်ဖို့လုပ်ပေမဲ့အစိတ်တက်နေပြီးဖြစ်တာကြောင့်ကလေးကပဲအဆုံးသက်ပေးလိုက်ပါတယ်။နောက်ဆုံးကျန်နေသေးတဲ့အာလီကိုတော့သူ့အပြစ်အတွက်ပေးဆက်ဖို့မကယ်တင်ပဲချန်ထားရစ်ခဲ့ပါတယ်။ဒီလိုနဲ့ဂျက်စတင်လွတ်မြောက်သွားတဲ့အချိန်မှာအဲ့ဒီကလေးလေးကိုသူ့ရဲ့ပလွေဆွဲကြိုးလေးလက်ဆောင်ပေးထားခဲ့ပါတယ်။သူတို့နှစ်ဦးဟာဘာစကားမှမပြောနိုင်ခဲ့ကြပေမဲ့တဦးကိုတဦးကြီးလိုက်တဲ့အသည့်တွေထဲမှာကျေးဇူးတရားနဲ့ဝမ်းနည်းမှုတွေအပြည့်ပါနေခဲ့ပါတယ်။အကယ်၍ဒီကလေးငယ်ရဲ့အကူအညီသာမပါခဲ့ရင်သူမဟာလည်းအဖွဲသားတွေလိုမျိုးအသားဖြတ်စားခံရတဲ့ဘဝနဲ့ပဲအဆုံးသက်သွားမှအသေးချပါပဲ။ကြွားပြင်ရောက်တာနဲ့ဂျက်စတင်ကအနောက်ကိုလဲမကြည့်ပဲအားကုန်ယုံပြေးခဲ့ရပါတယ်။ဒါပေမဲ့တောရိုင်းမြေဆိုတာလှောင်အိမ်ထဲမှာတင်အနေရရှိတာမဟုတ်ပါဘူး။ဒေါ်တွေကတခြားသားရဲတွေရဲ့လက်ကနေပါလွတ်အောင်ရှောင်ပြေးရင်မျိုးနွယ်စုအချို့ကသူမနောက်ကိုလိုက်လာခဲ့ပေမဲ့ကံကောင်းထောက်မစွာနဲ့သူမဟာမျက်နှာကိုအရောက်လှမ်းနိုင်ခဲ့ပါတယ်။မြေကန်သားရောက်တဲ့အချိန်မှာမမျော်လင့်ပဲသူမတို့အစောပိုင်းကတားဆီးခဲ့တဲ့တစ်ခုတ်သမားတွေနဲ့မျိုးနွယ်စုဝင်တွေရဲ့တိုက်ပွဲအလဲကိုရောက်သွားခဲ့ပါတယ်။တစ်ခုတ်သမားတွေကခင်မီလက်နက်တွေနဲ့ပြစ်ခတ်နေပြီးမျိုးနွယ်စုဝင်တွေကလည်းဖျားတွေလန်တွေနဲ့ပြန်လဲခုခံနေကြတဲ့သွေးဆောင်စီစစ်တလင်းကြီးပေါ့။ဒီနေရာမှာသူမအတွက်ရွေးချယ်စရာလမ်းနှစ်သွယ်ရှိလာပါတယ်။တစ်ခုတ်သမားတွေဟာသူမတို့အဖွဲ့ကိုရန်သူလိုသဘောထားခဲ့ကြတာကြောင့်ဂျက်စတင်ဟာသူမရဲ့အသက်ရှင်သန်ခွင့်အတွက်နောက်ဆုံးဖဲချက်ကိုထုတ်သုံးလိုက်ပါတယ်။သူမကငါအဖေဟာကုလသမဂ္ဂအရာရှိငါ့ကိုကယ်ရင်နင်တို့အတွက်အကျိုးရှိမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အကူအညီတောင်းခဲ့ပါတယ်။ဒါကြောင့်တစ်ခုတ်သမားတွေကလည်းအမွေခင်းတွေဖြစ်နေတဲ့ကြားကသူမကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နောက်ဆုံးမှာတော့ဂျက်စတင်ဟာအမေဇုန်တော်ကြီးတွေကနေလွတ်မြောက်လာခဲ့ပြီးသူမနေထိုင်ရာအမေရိကန်ကိုပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ပြန်ရောက်လာတဲ့ဂျက်စတင်ဟာအရင်ကလိုဖြူစင်တဲ့ကျောင်းသူလေးမဟုတ်တော့ပါဘူး။စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့သူမရဲ့အဖေရှိမှထွက်ဆိုချက်ပေးတဲ့အခါသူမကလိန်ညာထွက်ဆိုခဲ့ပါတယ်။အဲ့ဒီမျိုးနွယ်စုတွေကကျမကိုကြွေးမွေးဆောင်ရှောက်ခဲ့တာပါ။ကျမတို့လေရင်ပြက်ကြတာကိုသူတို့ကကူညီခဲ့တာ။ကျန်တဲ့သူတွေကတော့လေရင်ပြက်ကြတဲ့ဒဏ်ရာတွေနဲ့ပဲဆုံးပါသွားပါတယ်ဆိုပြီးတော့ပေါ့။ဒီလိန်ညာမှုနောက်ွယ်မှာဂျက်စတင်ရဲ့သွေးအေးတဲ့အစီအစဉ်တစ်ခုရှိပါတယ်။အဲ့ဒါကတော့သူမကိုသေတွေနဲ့ပို့ခဲ့တဲ့အာလီကိုအဲ့ဒီဒေါနက်ထဲမှာတင်တစ်သက်လုံးပိတ်မိနေစေဖို့နဲ့သူမကိုကယ်တင်ပေးခဲ့တဲ့ကလေးလေးရဲ့မျိုးနွယ်စုတွေကိုအမေရိကန်အစိုးရကမချေမုံအောင်ကာကွယ်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာပေးခြင်းတဲ့ message ကတော့အပေါ်ယံစေတနာဟာတကယ်လက်တွေ့နေရာမာတွေနဲ့တွေ့တဲ့အခါမှာတော့အသက်နဲ့ရင်းရတဲ့ဝေဒနာဖြစ်သွားတပြီးလောကကြီးမှာစေတနာရှိုံနဲ့မလုံလောက်ပဲအသိပညာနဲ့အခြေအနေကိုနားလည်မှုမရှိရင်ကိုယ့်ရဲ့စေတနာဟာကိုယ့်ကိုပြန်တတ်မဲ့ဓာတ်သွားဖြစ်သွားနိုင်တယ်ဆိုတာပါပဲ
နောက်ပြီး Justin ဟာအာလီရဲ့စကားလုံးအလားတွေနဲ့ဟောပြောချက်တွေကိုရှုံချခဲ့လို့သာဒီငရေကန်းလေးကိုရောက်ခဲ့တာဖြစ်လို့ဒီကနေ့ခင်မှာလဲ social media တွေပေါ်ကဆွဲဆောင်မှုရှိတဲ့စကားလုံးတွေနောက်ကိုမျက်စိမိတ်မလိုက်ဖို့သတိပေးနေတယ်လို့ပါပဲ